အားလုံးပဲမြင်ကြပါအခုကျွန်တော်ပြောပြမယ်မှာတော့စီတူသွားနည်းလေးဖြစ်ပါတယ်ကျွန်တော်စီတူသွားမယ်ညာလိုက်ပြောင်းတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်က level 9ကိုပြည့်မှရကျွန်တော်အခုကတော့စီတူသွားမယ်လို့ပြောပြရမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြပါဦးsorry ကျွန်တော်မှားပါတယ်ဒီဘက်ချင်ပါတော့နော်ထောင်ကျညမတော့မခေါ်တက်လို့ဗျဒီနားလေးမှာပဲရှိတယ်ခဏစောင့်ကြည့်နေတာခဏလေးပဲနော်ခဏလေးပဲစောင့်ကြည့်ဘာဖြစ်ပါ့ချီးကျူးပါမယ်ညီပြပါဆိုတော့လေဘယ်900ပြည်ပေါ်မှာဒီဗီဒီယိုပြင်လာကြည့်ဖို့တိုက်တွန်းကြပါလေခင်ဗျာဒီဆိုတော့ဆိုလို့ဆက်ကြည့်ရပါတယ်ဒါတော့ငါတို့တက်ကခေါ်လာအများတယ်ကြာလို့ဗျကျွန်တော်တန်းဟောက်ခေါ်လို့မလာမလို့ကိုမမှရှိသားပြောနော်ကြောက်ရလှတယ်ကျွန်တော်တန်းခေါ်နေဝူးပြောတာမပါဘူးကျွန်တော်ဗျာကျွန်မတူးရှင်မတောက်ရမယ်ဗျာတော်ယူဆိုရင်ခုနှစ်ပြည့်ဆိုတာနဲ့ဘာမှမလုပ်ဘူးဒီကောင်းရှင်မတောက်လိုက်ဘူးရှူပြီးဆိုတာနဲ့ဘယ်သွားမလဲဆိုတော့ဟိုပါလေဟောဒီခုနှစ်ပြည့်ပြီဆိုတာနဲ့ဘယ်မှမသွားလဲပါဘူးထောင်ကျုံးအရင်ကသူ့မှာတကြီးရှိကျုံသွားပါနော်အခုကျွန်တော်သွားနေချင်ပါလေရောဘူးဆင်လာနော်ဒီဝတ်တာဘောကျွန်တော်လည်းရရင်ခေါက်လည်းခေါက်ငါရှိပါပြီခင်ဗျာရတော့တော့ရအောင်နော်ဒီဆိုရတယ်ဒီမှာဒီဆန်ကြီးအမေးရပါတယ်လေဘူမေးကြီးကိုရပါတယ်ဆောင်းရှင်ကတော့ဒီလိုနေရာကြီးတွေ့ပါလိမ့်မယ်ခင်ဗျာညောင်းလာကြတယ်ကြားလာတော့ဒီမှာထည့်လိုက်ခိုင်ထားပါတော့ခိုင်ထားပြီးလို့ရှိရင်ဒီမှာထည့်လိုက်ပါဒီအထက်မှာ frozen boss ဆိုတဲ့ကောင်ကြီးနော် ice emerald ဆိုတဲ့အဲ့လို brand ကြီးက level 900 boss ရှိပါတယ်ခင်ဗျာအခုလို့ရှိရင်ကျွန်တော်တက်လာအောင်ပါပဲကျွန်တော်ဂူနူးနဲ့လို့ပေါ့နော်ဒီကရောပြောင်းလို့ပါ900ရောice ခလိုက်ကြတယ်ကျွန်တော်ပြန်လေးရတာဖြစ်ပါလေ